မင်္ဂလာပါကျွန်တော်ဒီနေ့ရှင်းပြပေးမယ်ပင်နာလေးရလို့ခင်ရှား GA နေရာ driver down လေးပဲဖြစ်ပါတယ်ကျွန်တော်တို့ driver မ down ခင်ကျွန်တော်တို့အချက်၃ချက်ကိုအရင်ဆုံးလုပ်ပေးရမှာဖြစ်ပါတယ်ပထမတစ်ချက်အနေနဲ့ကျွန်တော်တို့ပင်နာလေးကိုအဖုံးဖွင့်ပြီးတော့ဘောင်ချလေးကျွန်တော်တို့ထည့်ပေးရမှာဖြစ်ပါတယ်ဒီချက်ကိုပြီးသွားပြီဆိုရင်ကျွန်တော်တို့ပါဝါကြိုးထိုးပြီးတော့ကျွန်တော်တို့ပါဝါလေးဖွင့်ပေးရမှာဖြစ်ပါတယ်တစ်ချက်နေလည်းပါတစ်ချက်နေပါထိုးပြီးသွားပြီဆိုရင်ကျွန်တော်တို့ driver တွင်းဖို့တော့ကျွန်တော်တို့ကွန်ပျူတာနဲ့ပင်နာနဲ့ကိုကျွန်တော်တို့ USB ကြိုးချိတ်ဆက်ပေးရမှာဖြစ်ပါတယ်ဒါပင်နာကိုလေပင်နာနဲ့ကွန်ပျူတာနဲ့ကိုကျွန်တော်တို့ USB ကြိုးချိတ်ဆက်ပေးရမှာဖြစ်ပါတယ်ဒီချက်တွေပြီးသွားပြီဆိုရင်ကျွန်တော်တို့ကွန်ပျူတာလေးလေးကိုကျွန်တော်တို့သွားမှာဖြစ်ပါတယ်ကျွန်တော်တို့ကွန်ပျူတာတွေကကျွန်တော်တို့ Google လေးတွေကို Google ကိုဝင်ကျွန်တော် Google တွေကကျွန်တော်တို့ Google ထဲဝင်မယ်ပေါ့နော်အဲကျွန်တော်တို့ပင်နာလေးဟိုကွန်ပျူတာတွေက sorry ကွန်ပျူတာတွေကကျွန်တော်တို့ Google လေးထဲဝင်ပေးမယ်ဒါ Google ထဲဝင်ပြီးသွားရင်ကျွန်တော်တို့စဘာမှာကျွန်တော်တို့ခင်ချ GA နေရာ receive driver download ဆိုတာလေးကိုရိုက်လိုက်ပါရိုက်ပြီးတော့ကျွန်တော်တို့မှာ support နဲ့ download ရှိတယ်ကျွန်တော်တို့ download နှစ်ချက်နေမယ်နေပိုင်းမှာကျွန်တော်တို့ download center ဆိုတာလေးတွေ့လိမ့်မယ်ပြီးရင်ကျွန်တော်တို့အပေါ်ဆုံးဆွဲလိုက်ပါဆွဲလိုက်ရင်ကျွန်တော်တို့မှာ driver ဆိုပြီးတွေ့ပါလိမ့်မယ်ဒီ driver လေးတစ်ချက်ထောက်လိုက်ပါပြီးရင်ကျွန်တော်တို့ receive ပင်နာ driver ဆိုအပေါ်ဆုံးပါပေါ့နော်ပြီးတော့ကျွန်တော်တို့ညာဘက်တောက်လေးမှာမြားလေးရှိတယ်ဒီကောင်လေးကိုနှိပ်ပြီးတော့ကျွန်တော်တို့ down လိုက်မယ်ပြီးရင်ကျွန်တော်တို့အပေါ်ဆုံးမှာထား down မဲ့နေရာလေးပေါ့ဒါလေးကိုနှိပ်လိုက်ပါနှိပ်လိုက်ကျွန်တော်တို့ဒေါင်းဘူးပါပြီပေါ့နော်ဒါမှမဟုတ်ကျွန်တော်ဒါလေးကိုတစ်ချက်နှိပ်မယ်နှိပ်ဝိုင်းခဏစောင့်မယ်ဒီကောင်ရလည်းမလိုဘူးပေါ့နော်ကျွန်တော်တို့ဖြတ်ပေးလိုက်မယ်ပြီးရင်ကျွန်တော်တို့ driver install ဆိုတာလေးကျွန်တော်တွေ့ပါလိမ့်မယ်ဒီထဲကိုကျွန်တော်တို့ဝင်ပေးရမှာဖြစ်ပါတယ်ဒါလေးကျွန်တော်နှစ်ချက်ထောက်လိုက်ဝင်မယ်ပြီးရင်ကျွန်တော်တို့ yes ဆိုပြီးပေးမယ်ပြီးရင်ကျွန်တော်တို့မှာ language ယူမယ်ကျွန်တော် English ဆိုတာလေးထားမယ်ပြီးရင် next ဆိုတာနေမယ်ပြီးရင်ကျွန်တော်ဒီလိုပေါ်လာရင်ကျွန်တော်တို့ဒီမှာပြီးမှမြားလေးရှိတယ်ပေါ့ဒါလေးကိုနှိပ်လိုက်ပါပြီးရင်ကျွန်တော်တို့ GA နေရာ series ဆိုတာလေးရွေးပေးမယ်ရွေးပေးပြီးရင်ကျွန်တော်တို့ဒါခင်ရှား GA နေရာ series ဆိုတာလေးကိုပြောင်းမယ်ပြောင်းမှကျွန်တော်တို့ဒါပြီးရင် install တင်လိုက်မယ်ဒါဆိုရင်ကျွန်တော်တို့ရပါပါပြီ driver တွင်းလာတာကိုသိချင်ရင်တော့ကျွန်တော်တို့ကွန်ပျူတာလေးက setting လေးတွေကိုဝင်ပေးရမှာဖြစ်ပါတယ်ပြီးရင်ကျွန်တော်တို့ Bluetooth device ဆိုတာလေးရှိတယ်ဒါမှမဟုတ် Finger Scanner ဆိုပြီးပေါ်လာပါလိမ့်မယ်ဒါပြင်ကျွန်တော်တို့ဒီထဲဝင်မယ်ဝင်မှကျွန်တော်တို့မှာ GAE နေရာ series ဆိုတာရှိတယ်ပေါ့နော်ကျွန်တော်တို့ဒီထဲဝင်မယ်ပြင်ချ GAE နေရာ series ဆိုတာလေးကိုတစ်ချက်ထောက်လိုက်မယ်ထားဝင်ကျွန်တော်တို့မှာ fingerprint ဆိုတာလေးရှိတယ်ဒါလေးကိုတစ်ချက်နှိပ်လိုက်ပါဒါဆိုကျွန်တော်တို့ပြင်သားနေထွက်လာပါလိမ့်မယ်ဒါဆိုရင်ကျွန်တော်တို့မှာ window winner test page ဆိုပြီးထွက်လာပါမယ်ဒါဆိုရင်ကျွန်တော်တို့ driver တွင်းနဲ့အောင်တယ်ပေါ့နော်အောင်မြင်တယ်ပေါ့နော်ကျွန်တော်တို့ driver တွင်းနဲ့ပြီးသွားရင်ဆိုရင်တော့မိမိတို့ရဲ့ကြိုင်းတဲ့တရားပြီးတော့ဆိုရများနေ